နေ့ကကျွန်တော်တတိကောင်းပါတယ်ဆိုပြီးတော့ဗီဒီယိုတစ်ပုတ်တင်လိုက်တာ Facebook မှာ TikTok မှာ comment ထဲမှာဆဲကန်ထီတာမိုးမှုန်နေရောပဲကောင်းလို့ကောင်းတယ်ပြောတာပါကိုကောင်းလို့သူကောင်းတာထက်ဒီမျိုးကောင်းနေတဲ့တတိတွေအများကြီးပဲရှိတယ်ဗျဘာကြောင့်လဲဆိုတော့တချို့တတိတွေဆိုရင်တော်တော်လေးယုံပါတယ်ဘယ်လောက်ထိတောင်ယုံပါလဲဆိုရင်အစီပြားချစ်ထားတယ်ဗျာစီပြားခန်းထဲမှာစီပြားတွေပြည့်နေပြီးအလုသမားကနေပြီးတော့စားဖို့မရှိလို့ရောင်းပေးပါတတိလို့ပြောတဲ့ခါကျရင်အဲ့ဒီတတိကဘာပြောလဲဆိုတော့အစီပြားယူမလားတနက်ယူမလားဆိုအဲ့လိုမျိုးမေးတဲ့တတိတွေအများကြီးပဲရှိတယ်ဘာကြောင့်လဲဆိုတော့ဒါကိုယ်တိုင်ကြုံဘူးတဲ့လူတွေလည်းသိတယ်ဘာလို့ဆိုကျွန်တော်တငယ်ချင်းတွေထဲမှာလည်းအများကြီးရှိတယ်ဗောနော်ဘာကြောင့်ဆိုတော့တချို့တတိတွေမှာဆိုရင်အစီပြား6လေးခွဲတယ်ဆိုရင်ဝဲဖို့လဲ6လေးမျက်ဖြတ်ထားလဲ6လေးအကုန်လုံးအဲ့လိုမျိုးသွားတယ်ဗောထက်ဝက်ဆိုရင်လဲဝဲလဲ1000ကျရင်1ယောက်9000အဲ့လိုမျိုးသွားကြတယ်ဗောနော်တချို့တတိဆိုဘယ်လောက်တောင်ဆိုအစီပြားရောင်းရင်ဆိုရင်1ကီလိုတစ်ကြက်နှုတ်တဲ့တတိတွေတောင်ရှိတယ်ဗောတပတ်နှုတ်တဲ့တတိတွေဗောနော်ဒါကြုံဘူးတဲ့လူတွေသိတယ်ဗောပြီးတော့မင်းကွာတဲ့အစီချစ်တာစုပ်ပြတ်တက်နေရောဗောဒါမှဆိုရင်ကျွန်တော်ဒီချန်ဝင်တာတစ်နှစ်မပြည့်သေးဘူးဗောနော်ဒါဆိုရင်ဒါကျွန်တော်ချစ်ထားတဲ့မျက်နှာဗောဒီအပေါ်ကဒါလူဟောင်းချစ်ထားတဲ့မျက်နှာဗောထိုင်းနိုင်ငံမှာနေလာတာ10နှစ်ကျော်ကြာကြီးဘယ်တော့မှဘယ်တထေးပစ္စည်းကိုမှပြီးစလွယ်လုံးမပေးဘူးอ่ะဒီမှာဆိုရင်ဒါဒီအောက်ကကျွန်တော်ချစ်တာဗောဒီပေါ်ကဒါအရင်လူဟောင်းချစ်တာဗောလဲလဲမဟုတ်ပါဘူးဒီမှာဒါဆိုကျွန်တော်ချစ်တဲ့ပင်နုမျက်နှာဗောဒါမှဆိုအရင်လူဟောင်းချစ်တဲ့မျက်နှာဗောဘလို့ဖြစ်ဖြစ်တက်နိုင်တဲ့လောက်တော့ကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်းလိုမျိုးသဘောထားပြီးတော့လှအောင်ချစ်ပေးတယ်အကောင်းဆုံးလုပ်ပေးတယ်ဗောတထေးကောင်းသည်ဆိုသည်ကဒါတထေးရဲ့ကဏ္ဍဗောဒါဆိုရင်ကျွန်တော်ချစ်တဲ့ပင်နုလက်ရလေးဗောသူကပြောကြတယ်မင်းတထေးအရန်ကောင်းတယ်ဆိုရင်လည်း4-5ရက်လောက်မင်းအလုံးမလုံးဖဲနေကြည့်ပါလားတဲ့အခွင့်အရေးဆိုတာຢာတိုင်းယူလို့မကောင်းဘူးဗျဘာကြောင့်လဲဆိုတော့ဒီရမှဒီစားမှဖြစ်တဲ့အတွက်4-5ရက်လောက်မလုံးဖဲနေဘယ်တထေးပဲဘလောက်ပဲကောင်းကောင်းအကုန်လုံးကညိုညင်းလာတာပဲလीမဟုတ်လားအဲ့အတွက်ဒီလိုမျိုးကြတော့ဒါတထေးကောင်းတယ်လို့မဟုတ်ကိုကလူဘာဝတယ်လို့ခေါ်သွားပြီဗောနော်အဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်လှုပ်လို့ရတဲ့အချိန်ဆိုရင်ကိုကတတ်နိုင်တော့လှုပ်ပေးမယ်ကျန်တဲ့ဟာဒါသူ့တက္ကနာကိုယ့်ပေါ်မှာကောင်းတာကိုယ်တက္ကနာတချို့တထေးတွေဆိုရင်ကိုမိဘအရင်လိုမျိုးကောင်းကြတယ်တော်တော်များများလေးကြုံဘူးတဲ့လူတွေလည်းရှိတယ်ကျွန်တော်ကိုလောဘချမ်းမပေါ်ဘူးလားလို့မေးထားတဲ့သူတွေအတွက်ဗောနော်လောဘချမ်းမပေါ်ဘူးလားဆိုတော့ပေါ်တယ်ဗျဘာကြောင့်လဲဆိုတော့တချို့ချန်တွေကအရန်ဆုပ်တယ်ဗျအရန်ဆုပ်တဲ့ခါကျတော့ကိုကအမခံပြီးတွင်းပေးကံမှာချမ်းမကောင်းဘူးဆိုရင်ကိုကောင်းမဖြစ်တယ်လေအဲ့ဒီတော့ကျွန်တော်မတွင်းပေးရတာပါဒါပေမဲ့အဲ့ဒီချန်တွေကလည်းပေါ်တဲ့ချန်တွေကလည်းတပတ်တောင်မှမခံပါဘူးဘာကြောင့်လဲဆိုတော့မြန်မာပြည်ကလူတွေကဝင်တာအရန်များတယ်ဗျအရန်များတဲ့ခါကျတော့ခဏအနေရရင်ပြီးရောဆိုပြီးအဲ့လိုမျိုးခြံဆုပ်ဆုပ်တွေဓားပြန်ခြံတွေအဲ့လိုမျိုးတွေအကုန်လုံးသူတို့ဝင်သွားကြရဗျအဲ့တော့အခုလောလောဆယ်တော့ခြံလေးတွေတော့မပေါ်သေးပါဘူးလို့နော်အဲ့ဒါပေမဲ့ပေါ်တဲ့အခါခြံကောင်းတဲ့အခါကျရင်တော့ကျွန်တော်အကုန်လုံးပြောပါမယ်လို့နော်ဒါတော့အခုလက်ရှိကျွန်တော်ချစ်နေခြံပေါ့ကိုဟိုဘက်ကအပင်တို့ဒီဘက်ကအပင်အိုးပေါ့နော်ဒါခြံပေါ်တဲ့ခါကျရင်အားလုံးပြောပြပါမယ်လို့မိထားတဲ့လူတွေရောပေါ့နော်အားလုံးပဲဘိုင်ဘိုင်ကျွန်တော်တို့မိသားစုလေးကိုအားပေးနေတဲ့ချင်းမိတ်ဆွေပေါင်းလို့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတွေစူးစမ်းပြန်ရိုက်ပါတော့မယ်လို့အလုပ်လေးတွေလည်းလက်စားတက်ဖို့1ရက်2ရက်ပဲလို့တော့ပေါ့နော်အဲ့ဒါပြီးရင်ဗီဒီယိုလေးတွေပြန်ရိုက်ပြီးတော့တင်ဆက်ပေးပါမယ်လို့အားလုံးချစ်ပါတယ်တဲ့